မမနလာကြီးပြဝဲဒုတိယကျိန်တော့25ပြဝဲဖြစ်ပါတယ်။မိုင်းတောင်ချင်းလေးကောင်အလီယာမလေးရဆော့မလေးတောင်ကြီးပြကန်းဆမ်းမှာဖြစ်ပါတယ်။ဒါဒီနေ့ဘုံဘဖြစ်တာနဲ့ညီတယ်လို့ဒါမနေ့ကဟာလားဟုတ်တယ်ဟုတ်တယ်ပြတော့ပြောရတယ်ပြည်သက်တွေကိုသူတို့ဟိုကဲတော့ဟိုဒီတော့နိုင်တော့နဲ့စက္ကန့်ကျင်းနေမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်မင်္ဂလာပါဟုတ်ကဲ့ဆရာနာမည်လေးပြောပြပါကျွန်တော်ပြုံးနေမြင်တော့ပါခင်ဗျာဆရာပြုံးနေပြီတော့ဘုပမနလာဒုတိယအကြိမ်ကြာပွဲနဲ့ပတ်သက်ပြီးတော့ဆရာနည်းလေးပြောပြပါနည်းလေးပြောပြပါဟုတ်ဒုတိယအကြိမ်ကြာပွဲကတော့အားရပါတယ်ပထမအကြိမ်တုန်းကလည်းအများကြီးပို့ပြီးတော့အများကြီးလုပ်ခါကြတယ်ဟုတ်ဒီကားတွေကစေတနာလည်းပါတယ်ဟုတ်နေရာတွေပြောစရာတကယ်ကောင်းတဲ့ပြည်ကားဟုတ်ကဲ့ပါဆရာဘယ်နှကားပါဝင်ထားလဲကျွန်တော်9ကားပါဝင်ထားတယ်ဟုတ်ကဲ့ပါဆရာပြက်ကလေးနဲ့ဒီဒုတိယအကြိမ်ပြက်ကလေးထုတ်တာဆရာပြက်ကလေးမအောင်ဆရာပုံပါလားပါပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ပြက်ကလေးဘယ်လောက်ရောင်းနေဆရာတခုဟုတ်တယ်3000ဝယ်ထင်တယ်ဟုတ်ကဲ့ပါကျွန်တော်လည်းအဲ့ဒါလေးနည်းနည်းပြမယ်ဟုတ်ကဲ့ဆရာဒီဘက်လာဆရာဘွဲကဘယ်နှစ်ရက်ပြမလို့ဆရာဒီဘက်ပြမှာရဆရာတပတ်ပြဟောတပတ်ပြဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါ